Messi o si va dalla cagna. Messi o si va dalla cagna. Messi o si va dalla cagna. Okay, si dite mare sono dei avi va cagna. Thank you so much. Okay, di kau ngajar lo, siapa salaya selalu saya cepat kerja. Tu kalau uzo win lu kau balik kerja, uzo win siapa telah kerja, uzo win siapa telah kerja, uzo win siapa telah kerja. Cuma kita lebih macam mana sebab lebih macam jadi tu balik kerja. Uzo win, kau balik kerja. Kau bila kau tanya cakap ni lah kena. Okay bagus. Ni kalau kena, cenderung di dua tahun ini aku lebih cenderung lepas ini ni ni jadi video mah cenderung iban sara, baca lu tinggi saya so aku tinggi saja ni cenderung tu saja. Cini ni item mana? Kau bila kau tanya cakap ni ni, thank you so much dah. Kau tahu ni dia pasti ni ya. Okay. Okay, aku aro cenderung huna aro pau dia tu ni masuk ni, no cenderung ni dah terkejut be, lepas ni dealeri, sign ni, pension ni macam mana? Aku aro cenderung ni, tu saja nak cakap tu aro customer dia apa kau rasa? Ya, cenderung customer kau ko buy so tight tu mana kena? Kau you mana kena? Ko buy so tight siapa dah kena? Ko buy so tight siapa dah kena? Kupai sudah siapa nak kerja? Okay, cenderung thanks everyone buat lesson tapi macam mana? Cerita jemari. Thank you so much, Mr. Kim, for your participate. Thank you. See you. Okay, soalnya video macam cenderung now chat. Video macam kan sini, video macam mana? Kan sini ni, ni video intro you ni sampai. Alam video cenderung sini video macam mana kerja? Okay, kusala video macam cenderung now chat. Sulah sawi PS ni macam mana? Pertama lu TOA coding yang mana? Country Manager. Visit Changi Shengo, same other job we might take on for it. Yeah. Okay, wah, aku ada cenderung company aku apa sebab ni? Kalau Pai so sad company ni kita cakap sebab ni, kalau orang map dia no pai sebab ni. Okay, sih, fikir ni. Cenderung kan tu sini uji cek ni, aku ada cenderung TO yang ni tak kan tu sini uji cek ni sebab ni. Lekau tu ni cakap dia lagi ni. Jadi tu mereka dia terlalu tu tahu ini kalau sudah kali ni biar dia bawa, lepas biar dia itu dah sekarang dia cakap mereka dia.
မြင်ပါစေဒီဝေးလည်းတူတူပဲပေါ့နော်ဒီဝေးရတယ်ဒါတပည့်လေးကျော်ဟင်းဆိုတာလူကဟိုပါပေါ့နော်ပုံစံကြလေးရဲ့လို့မြင်ဒီပေါ်ပဲလေအမြင်ဖို့စတောင်းပေးပါရှင်ဒီကနေဟိုကနေရိုက်တာလေ So much ပါဗျာ thank you ပါဗျာအခုမနာရတူနေပြီပါဗျာဒီတစ်ခေါက်ကတော့အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ရာဖြစ်ပါတယ်။ပေါက်သွားတဲ့မိသားစုလေးကဆိုရင်တော့စမ်းမိသားစုကဖြစ်ပါတယ်ခင်ဗျာ။ပြောယူပါရခင်ဗျာ။စမ်းမိသားစုရှိပါသလားခင်ဗျာ။စမ်းမိသားစုရှိပါသလားခင်ဗျာ။ Okay စမ်းမိသားစုမရှိဘူးဆိုတော့စုံမိသားစုယူလိုက်ပါနော်။လက်ကားစားပါကျွန်တော်သင်္ကားယူပါမယ်။ကျေးဇူးပြုလို့ပြောလိုက်ပြောပါခင်ဗျာ။ ဒီကတော့ Shine Me Hey Company Limited ကဖြစ်ပါတယ်။ကတ်တူးရှင်နာမည်အောင်ဆိုရင်တော့ဒေါ်နွေထုံးဖြစ်ပါတယ်ခင်ဗျာ။ရှိပါသလားခင်ဗျာ။ဟုတ်ရှိတယ်ခင်ဗျာ။ လိုက်ဆုံးတယ်တို့လက်တွေပြန်ပြီးကြောင်းလို့ဒီချိန်ကရှိဘူး Okay ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါဒုတော်ဝင်စိုက်တစ်ထပ်မံဖွင့်လှစ်ခြင်းအတွက်ဘုရားစကားလေးပြောပြပါအောင်လားခင်ဗျာကျေးဇူးများတင်ပါတယ်လက်ခုပ်တွေများကြားပြစေလားခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးစုများကိုကျွန်တော်တို့ရွေးချယ်ပေးတဲ့အမောင်လေးကျေးဇူးများတင်ပါတယ် theory thank you so much ခင်ဗျာကဲအခုဆက်လက်ပြီးတော့မှအားလုံးရဲ့စိတ်တွေလက်ဆက်တက်ကြွပါစေဖို့အတွက်ဖြောပြီးအစီအစဉ်ကောင်းများနဲ့ဖြောပြီးတင်ဆက်ပေးကြပါတယ်ဒီလိုဖြောပြီးတင်ဆက်ပေးမှာတော့ပြည်သူများအားလုံးရဲ့ချစ်တော်ချစ်ညီလေးဟန်တူဇာအားလုံးမင်္ဂလာပါဆိုတော့ကလေးတွေရမ်းများနေတာဆိုတော့ဘာချင်းဆိုတော့အော်မမကြီးလည်းပါနေရအောင်အမေလာတာအော်မမေလည်းပါနေရပေါ့ဆိုတော့ကိုယ်ကအနေနဲ့ကတော့မမေပေါ့ကျွန်တော်အနေနဲ့ကမမဖြစ်နေရတယ်ဒီလိုကကလေးတော့လောက်ပါကိုရဲ့နမဆန်တဲ့မိုးချစ်ကိုယ်ကလေးလေးလို့โอเคโอเค ကလေးလေးပါလောက်ချင်တာဟုတ်ပြီကိုရဲ့နမဆန်တဲ့မိုးချစ်နေဆိုမေးနမဆန်တဲ့ကိုကျင်းဆိုရမယ်အဲ့ချင်းလေးနှစ်ပုတ်ဆိုပြပါမယ်အကုန်ရရမယ်နော်โอเคဆိုကြမယ်အတန်းခွဲနဲ့ကမယ်ကွာโอเคလားတယ်မလို့အဲ့ပါရှင်ခုကလေး ကပေးမှာမလားငိုရင်းနဲ့ကမယ်โอเคနော်ဒီဒီတဲ့မင်းကိုခိုင်းဟုတ်တယ်ပေါ့နော်ဒီတော့ခိုင်းလိုက်လေဒီတဲ့မင်းကိုခိုင်းပါမတော့အဲ့ဆိုမေ့တဲ့ဘောကိုပြန်ပြောတော့ဝိုင်းချိုကလေးလေးကြတယ်ဒီလေးတက်တာမသိစင်လားညီကိုတယောက်တူတူပဲအတူတူပဲဆိုတော့ပြန်ပြီးညကြလို့ရှိရင်စကားပြောတဲ့ခါကျပြောပြလိုက်မယ်